Hi ချမ်းရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုချမ်းတို့ကဟဲဟိုးကအာလူးစိုက်ခင်းကိုရှောင်းနေပါတယ်ဒီနေရာကလေအမြဲတမ်းအာလူးတစ်မျိုးနဲ့စိုက်တာမဟုတ်ဘူးပေါ့နော်ဒီရာသီမှာအာလူးစိုက်ပြီးသွားရင်နောက်တစ်ရာသီမှာတခြားအပင်တွေစိုက်တယ်ပေါ့နော်အခုဒါဆိုရင်အာလူးတူးနေရပေါ့နော်အဲ့ဒီမြေကြီးတွေအောက်မှာအာလူးကိုတို့ဒီမှာအခုတူးနေရပေါ့နော်တော့လေအာလူးအပင်ကိုဆွဲနှုတ်လိုက်တယ်ဆွဲနှုတ်ပြီးတော့အဲ့ဒီအောက်မှာအာလူးကိုတူးယူလာလို့ထင်တယ်နော်အပင်လေးတွေဆွဲနှုတ်လိုက်တာတွေ့တယ်ဒါဆိုရင်တို့အာလူးတွေတူးနေပြီဒီနေရာကျတော့လေဟဲဟိုးမြို့မှာနာမည်ကြီးတဲ့ပုံမုတ်အာလူးကြော်တဲ့စီမှာလက်ဆောင်တွေဝယ်ဖို့သွားရင်းနဲ့အနောက်မှာအာလူးဘလို့ကြော်ရဲဆိုတော့ဝင်ပြီးတော့ပေါ့နော်ချမ်းဝင်ပြီးဆက်စုခဲ့တာပေါ့နော်ခုနကတော့အမားတွေဆိုအာလူးခွာတာအရမ်းမြန်တယ် scale လည်းအရမ်းကြတယ်သူတို့အဲ့အာလူးကိုခွာပြီးရဲ့အချိန်မှာရေအေးနဲ့စိမ့်တာရေဆိုတော့သူတို့စီကရေကအမြဲတမ်းအေးညာလေအဲ့ရေအေးနဲ့စိမ့်နေစိမ့်ပြီးတော့မှအာလူးကြော်တာပေါ့နော်ဒီအာလူးကြော်တာဆိုတော့အိုးနှစ်အိုးတအိုးကကြတော့အချိုးတအိုးကကြတော့အဆက်ပေါ့နော်အဲ့ဒီဦးကဒါသူအာလူးကြော်မှာနှစ်တယ်ပေါ့နော်ဗျိုင်းလူသူကြော်မှာပေါ့နော်အဲ့တော့ချမ်းတော့ကနေပြီးတော့တေချာလေးဗီဒီယိုရိုက်ခဲ့တာပေါ့နော်သူကအဲ့ဒီအာလူးကြော်လေးမနက်သူမိုးလင်းနေကနေပြီးတော့ပေါ့နော်ညနေဆောင်တဲ့အထိတောက်လျှောက်သူကြော်တယ်ပေါ့နော်အဲ့ဦးကပြောပြတယ်အာလူးလေးတွေကလည်းဒီရေစင်လိုက်တာလည်းတော့လုံးဝကျွတ်ကလေးဖြစ်သွားတယ်ပေါ့နော်ဒီရေစင်နားတဲ့ဟာကိုပဲသူတို့ကြော်တယ်ဆိုတာကိုပြောပြတာပေါ့နော်လူကဒီဇိုင်းမျိုးရှိရနော်ဒါကကြတော့အာလူးအချောင်းလေးတွေကြော်တာနောက်တော့ခုနအာလူးတွေကိုလှီးပြီးတော့ပလေးလှီးပြီးကြော်တာနှစ်မျိုးပေါ့နော်ဒါဆိုရင်တော့အာလူးစကြော်နေပြီပေါ့နော်အတဲဦးကြီးတဲ့မှာစီများနဲ့အာလူးတွေကိုကြော်နေတာပေါ့နော်အာလူးကတော်တော်ကြော်ရတယ်နော်အနောက်မှာလည်းထင်းရလုံးဝကိုရောင်နဲ့ကိုရှယ်ကိုလှုပ်ထားတာဒါအာလူးပုံပုတ်အာလူးကြော်ပင်ရင်းပေါ့နော်အဲ့ရဲ့အနောက်မှာဒီအာလူးကြော်နေဟာကိုချမ်းတော့ဝင်ပြီးတော့ဆက်စုခဲ့တာပါအားလုံးဘူးသူရရအောင်လို့ပါရှင်